ကျမတို့တွေလက်ဖွားလေးကိုကန်ကြည့်လိုက်ရုံနဲ့သူ့ရဲ့ကိုရင်းကလေးစားရဲ့ကဘယ်ရာအားနဲ့နေရဲဆိုတာကိုသိနိုင်မယ်ဆိုလို့ရှိရင်အားလုံးပဲစိတ်ဝင်စားကြလားโอเคပါဒီနေ့ကျမပြပြပေးမယ့်အကြောင်းအရာကကြတော့ကျမတို့တွေကြောက်ကြောက်တွေ့လို့ပေါ့နော်နှုတ်ဆက်တဲ့အခါမှာဆိုလို့ရှိရင်တချို့ကလက်ဆွဲပြီးတော့နှုတ်ဆက်ကြတယ်အဲ့လိုလက်ဆွဲပြီးတော့နှုတ်ဆက်တာနဲ့ကျမတို့တို့လက်ကလေးကိုလက်ဖွားလေးကိုကန်ကြည့်လိုက်တာနဲ့သူတို့ရဲ့ခန္ဓာကိုယ်ကိုရင်းမှာရှိတဲ့ကလေးစားတွေထဲမှာဘယ်ရာအားနဲ့နေရဲဆိုတာကိုသိနိုင်အောင်လို့ကျမလာပြီးတော့ share လုပ်မှာဖြစ်ပါတယ်ကျမဒီကောက်မှာ sharing လုပ်ပြတာကြာပြီပေါ့နော်အဲကြောင့်မို့အခုလာပြန်ပြီးတော့ sharing လုပ်ပြရဖြစ်ပါတယ်ရှင်ပထမဆုံးပြချင်တာကကြတော့ကျမတို့ကလက်ဆွဲနှုတ်ဆက်လိုက်တဲ့အခါမှာသူ့ရဲ့လက်ဖွားလေးကအေးနေရဆိုလို့ရှိရင်ဒါတတိထားပါသူကကြောက်ကက်အားနေတယ်ပြီးလို့ရှိရင်ကျမတို့ဒီ level က thyroid ပေါ့နော် thyroid လည်းအားနေပြီးတော့တရက်ရက်ကလည်းအားနေနေပါတယ်နောက်တစ်ခုပါလဲဆိုတော့ကျမတို့ဒီသူကအေးမခံနိုင်ဘူးလက်ဖွားအေးရဲ့လူကအေးတံကိုမခံနိုင်ဘူးပင်ပန်းလဲပင်ပန်းလွယ်တယ်ပြီးလို့ဒီလက်ဖွားအေးရဲ့လူကအမျိုးသမီးဆိုလို့ရှိရင်အဲ့ဒီအမျိုးသမီးကယာတီလဲမလာပုံမှန်မလာဘူးပြီးတော့ဒီသူအဖြူလည်းအများကြီးစင်းနေနောက်တစ်ခုတအိမ်မှာသူerror တစ်ခုခုဖြစ်နေရပေါ့နော်အဲ့လက်ဖွားလေးကြည့်လိုက်ရုံနဲ့ကျွန်တော်တို့ရဲ့ကိုရင်းကလေးစားတွေကဘယ်ရောက်အားနေနေရဘယ်ရောက် view ဆိုင်ပါနော်ဆိုပြီးတော့အားလုံးပဲဒါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုပဲ view ဆိုင်ကိုရဲ့ချီရတဲ့မိတ်ဆွေတွေကိုလည်း view ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့ကျွန်မဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ရပါမယ်ရှင်နောက်နေ့မှာဆိုလို့ရှိရင်လည်းကျွန်မထပ်ပြီးတော့ sharing ဗီဒီယိုလေးရိုက်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျွန်မရဲ့ account လေးကို follow လုပ်ပေးခဲ့ပါနော် bye bye ပါ